ပြောလေရပြီအထက်ဝင်ရလင်းဖြစ်ပါတယ်ဒီနေ့က29ရက်2လ2026ခုနှစ်ပါထက်ဝင်ရလင်းရဲ့အောင်ရင်းတန်းရဲ့အပူလေးရဲ့ဝိုင်းစိန်ရဲ့အင်းစုရမင်းရဲ့ဆန္ဒတော်ပြီးဖျားမှာပါထက်ဝင်လင်းရပြောလားဒါပူလေးပါသွားဟိုနဲ့သွားဟိုဘက်ဖျားနဲ့သွားဖားဖျားနဲ့သွားဖားရှိတယ်နဲ့သွားခံပြောလားတောင်းမယ်ပြန်မယ်